Leo နဲ့ Chani တီးတဲ့ OB player နေရာ run ကိုရွေးချယ်ထားအောင် rest ကစတဲ့ပြီး high ground position နဲ့အောက်ကနေရှိနေ Jeffrey တက်ကို AMB ထားဖြစ်ပြီးထားအဲ့လိုကြောင့်ဒီတီးရဲ့ဒီမှာပြန် ace တွေ backup တွေရောက်လာခဲ့ရင် rest ရကိုတက်မှပြီး knock ပေးလိုက်ပြီး OB လန် OB ဆိုတဲ့အကြောင်းကရှင်းသွားပြီနော်ဟုတ်တယ်ဗျာဒီကအခုဆိုရင်တော့အကုန်လုံးကလမ်းကြောင်းလေးအကုန်လုံးကတော်တော်လှုပ်ဖြစ်နေကြနေမှာဒီဘက်ဒီမှာဆိုလည်းကျွန်တော်တို့ပြောမှာ high ပြန်ရှေ့ဘက်ဒီမှာပိတ်ပြီးတော့ထောင်နေခဲ့ပြီး vis တွေပြန်ပြီးတော့ဆက်ပြီးတော့လိုက်နေခဲ့တယ်အကုန်လုံးကဆက်လက်ပြီးရွှေဘုတ်တွေဖြစ်နေခဲ့နေမှာလို့ SNK ဗတ်ရီဆိုင်မို့တော့ကိုပဲပေးနာလေးမပြန်ပြီးတော့လာပြီးတော့ထောင်နေခဲ့နေမှာ position လေးတစ်ခုပါထပ်ပြီးတော့ဘယ်တော့လှုပ်ဖြစ်အောင်လို့အကောင်းဆုံးဆက်ပြီးရွှေနေကြအောင်ပါလား SNK magic တို့နေဆိုရင် high ground တွေဘက်ကပါပြန်ပြီးတိုးပြီးတက်ထောင်နေခဲ့နေမှာဒီနေရာမှာတဲပဲပြန်ပြီးဆက်ပြီးရွှေကုန်နေရနေကြအောင်မလား YG ဒီရနေပဲကျွန်တော်နည်းနည်းတော့လှုပ်ရှားနေကြတဲ့ပုံစံမျိုးနေထားတစ်ခုကနေတော့တို့တွေရဲ့ဘယ်လိုမျိုးတွေထပ်ပြီးတော့သူတို့ရတဲ့လောက်လေးအကောင်းဆုံးရွှေဘုတ်တွေပြင်ဆင်အောင်လည်းပဲကျွန်တော်ကြည့်မယ်ပြီးတော့ကျွန်တော်အခုလောဆယ်မှာ Nassau Gamer Minor အနေနဲ့ဆိုရင်တော့ဒီနေရာလေးမှာပြန်ပြီးတော့လောဆယ်မှာပဲဒီ point ကိုထပ်ပြီးတော့လှုပ်ဖြုံအောင်လို့အကောင်းဆုံးပဲဆက်ပြီးရွှေအောင်လားလို့ပဲကျွန်တော်ကြည့်နေကြတယ်မှာ Nassau Gamer Minor တယောက်ကလမ်းမျိုးမှာ damage မှာထပ်ပြီးတော့ပေးနေကြပြန်ပြီဗျာဟုတ်ပါတယ်ဟိုမှာလည်း OB ခလေးဂျူနီယာကြောင့် knock ကန်ထားရတယ်ပြင် kit ပါ knock ကန်ထားရတယ် VIS နဲ့ဒီနှစ်တင်းစတဲ့မိထိတ်တိုက်တွေ့နေတဲ့ battle ရ kit ပါတော့မလား Leo နဲ့ Chani တီးတဲ့ OB player နေရာ run ကိုရွေးချယ်ထားအောင် rest ကစတဲ့ပြီး high ground position နဲ့အောက်ကနေရှိနေ Jeffrey တက်ကို AMB ထားဖြစ်ပြီးထားအဲ့လိုကြောင့်ဒီတီးရဲ့ဒီမှာပြန် ace တွေ backup တွေရောက်လာခဲ့ရင် rest ရကိုတက်မှပြီး knock ပေးလိုက်ပြီး OB ချင်းနေကောင်းမှု let's man stand နေမှာ channel မှာ Leo တယောက်အော်ဆိုမဲ့ size တက်ကိုဘနော့ပေးထားနိုင်ခဲ့တဲ့အပြင် key point လေးပဲဖန်တီးလိုက်မလား OV အဆုံးကြံရှိနေတဲ့ Leo လေးပါပျောက်သွားရင်းနဲ့တော့အတင်းလုံးတော့ white out ဖြစ်သွားခဲ့ရပြီဗျ VN8 တွေ key point 4 point ရရှိထားတဲ့အနေထားမှာ 144 trade လို့တော့ပြောလို့ရမယ်ဒီပွဲကတော့ OV စုံစုံတော့ခက်ခွာသွားခဲ့ရပြီဗျာ